โอเคအားလုံးပဲမင်္ဂလာပါexploration ဘယ်လိုလုပ်လဲလို့မေးတဲ့ pro တွေအတွက်ပေါ့နော်exploration ဘယ်လိုလုပ်ကလဲပေါ့နော် exploration ကတော့ရိုးရှင်းပါတယ်လွယ်လွယ်လေးပါဒီမှာကျွန်တော်ဆို map ကဒီနေရာပေါ့နော်ဒီနေရာကိုကျွန်တော် explore လုပ်မယ်ပေါ့နော်ဒီနေရာကို explore လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူ explore area တွေရောက်သွားပြီဖြစ်တဲ့အတွက်ဒီမှာကျွန်တော် down လေးမှာပေါ့နော် defeat normal enemy 15ကောင်15ကောင်ပေါ့နော် normal enemy 15ကောင်တက်ရမယ် defeat elite enemy တစ်ကောင်တက်ကမယ်ပြီးရင် look for mystical crate ဆိုတော့mystical ပုံးပေါ့နော်တပုံးဖွင့်ရမယ်ပြီးရင် find weapon armor crate ဆိုတော့ weapon ပုံးသုံးဖို့ armor ပုံးပေါ့နော်နှစ်ခုဖွင့်ရမယ်ပေါ့နော်ပြီးရင် activate risk archer ဆိုတဲ့anchor ဆိုတဲ့ဒီ risk ကိုပေါ့နော်တော့ဖွင့်ရမယ်ဒီဟာလေးလောက်တာပါလွယ်လေးပါနော် exploration လုပ်တယ်ဆိုတော့ exploration လုပ်တဲ့အခါမှာကျွန်တော်နေရာစုံအောင်နှံ့အောင်ပေါ့နော်အကုန်ကောက်ပါနှိုက်ပါပေါ့နော်အဲ့လိုတော့ကုံအောင်စုံအောင်ကောက်မှနှိုက်မှဘလို့ဒီတို့အိမ်ဆောက်တဲ့အခါမှာပိတ်နေလို့ချင်တာတို့เนาะအဲ့ formula တွေပေါ့เนาะပြင် decoration မှာခုံလေးတွေတော့ formula တွေကအဲ့လိုစုံအောင်နှိုက်မှသာ formula တွေရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာအိမ်တွေအများကြီးရှိတယ်တအိမ်မှမကြံအောင်ပေါ့နော်ဒါဆိုကျွန်တော်လက်ဖြောက်တီးပါဆယ်နားမှာပါရရှိတယ်ခင်ဗျာလက်ဖြောက်တီးလိုက်တယ်ဒါဆိုရင်မှာပုံလေးနှိုက်မယ်ပုံလေးနှိုက်လို့ရှိရင်ဒါဆိုဒီမှာကျွန်တော်tire 4အတွက် crystal ပေါ့နော်ခန်းကနေ armor ဖရက်လို့ရှိရင်ဒီ crystal တွေလိုတဲ့ဟာဒါ crystal ရမယ်ဒါဆိုလို့ရှိရင်ဒါဟိုပါပေါ့နော် weapon crate ပေါ့နော် weapon crate ဖွင့်လို့ရှိရင်ဘေးနားမှာတပုံးပြရပြီဆိုတော့ပြမယ်နော်ပြတော့တပုံးရပြီဆိုတော့ပြသွားပြီတပုံးပြသွားပြီတင်တော့နှစ်ပုံးရှာလိုက်နေတော့ကျွန်တော်နှစ်ပုံးရှာပြရမယ်နော်အဲဒီလိုအိမ်လေးဝင်မယ်ဟိုမှာခဲအောင်လင်းတိုင်းထွက်နေတာဒီဟိုပါပေါ့နော် red သွားဖွင့်ရမယ်နေရအောင်နော်ဟုတ်ကျွန်တော်ဒီဘက်တွေကိုသုံးနိုင်တယ်ပေါ့နော်အိမ်ကြီးရှိသေးတယ်လက်ဖြောက်တီးကြည့်မယ်တောက်လျှောက်လက်ဖြောက်တီးနေเนาะအဲ့ဒါမှဘယ်နားမှာဘာလေးရှိလဲဆိုတော့မြင်ရအောင်เนาะဒီလိုအိမ်နေဆိုလို့ရှိရင်ဒီပေါ့เนาะဒီမိဖို့ကြောင်းဒီပေါက်နေရာတွေကိုနှိုက်ပါအဲ့ဒီမှာဒီ formula တွေရတတ်တယ်ပေါ့เนาะဒါဒီအိမ်ပြီးသွားပြီဒါဆိုနောက်တစ်ခါနိုင်မယ်ဒါတော့မှအနီရောင်လေးမြင်လာတာဆိုအပေါ်မှာပုံးနေရှိတယ်ပေါ့နော်ဒီကျွန်တော်တက်လိုက်မယ်အတောက်ကဒီနေတာလေးကျွန်တော်ပုံးရှိတယ်ဒီပုံးတွေရတာလို့ crystal တွေရတတ်တယ်ပေါ့နော်ဒီမှာဒါဆို gear crate ဆိုရင်ကျွန်တော်ဟိုအပိုင်းဘပွန် armor crate ကအမှန်ချစ်သွားပြီเนาะဒါဆိုကြည့်ပါပြီ
6တီးတာအနည်းရောင်ပါညာမမြင်အောင်ဆိုတော့ဒီမှာပုံဒီမှာပုံပါပုံမှမရှိဘူးเนาะဒါဆိုကျွန်တော်ပြတာပါပတ်မယ်ဒီပြတာပါပတ်ဟိုမှာဟိုဒါဒီလိုက်အန်မီပေါ့နော်အကောင်ပြီးမှတက်မယ်ကျွန်တော်အောက်ရင်ဆင်းပြီးတော့အရာတော့နှောင်းငွေကြည့်ပြန်နော်ပါရှိရဲနေတော့ကျွန်တော်ဘာမှတော့မရှိလိုက်တော့ဘူးပေါ်ပြန်တက်ပြီးတော့ကျွန်တော်ဒီလိုက် enemy တွေကတော့ကျွန်တော်မှန်ချက်ချက်ပါပြီနော်โอเคဒီလိုအမှိုက်ပုံးတွေမှာနိုင်မယ်ကျွန်တော်ဗာကြံနေဆိုတော့ my sticker တစ်ခုကိုကျန်တော့နော်ပုံဖေးပါနော်အစတက်ခွဲကတော့အဲ့ဟိုရှေ့ကအဲ့တိုက်အနီအောင်ကြီးပေါ်မှာဒီတိုက်ကြီးပေါ်မှာနော်မစတက်ခွဲရှိတယ်တိုက်တရားဝင်လို့မရဘူးဖေးတိုက်ကြည့်တော့တက်ဒီဘက်တက်ဒီဘက်တင်ဝင်ရတယ်နော်ဒီဘက်တင်ဝင်သွားလိုက်
ကြောက်ရွံ့ဖြစ်သွားပြီပတ်ဒီလိုဒီကောင်လေးကလာကြိုက်တယ်တစ်မျိုးဒီ live ပေါ်ကတော့အဲ့ V point ကောင်ကိုတက်လေရတယ်ခုနကအကောင်ကိုတက်လေရတယ်Tier 3 gun တော့တန်းလေးမဆောက်ဖြစ်shit ဒီပါပြီဟာလုပ်လို့မရတော့ပတ်အင်းလေးရောနောက်မှသွားတယ်ဟော magic crate လေးတိုက်လိုက်နော်level တက်ချင်တာဆိုလို့ရှိရင်ဒီ exploration တွေများများလုပ်မယ်ဟို main mission တွေကိုခဏထားအောင်เนาะ level လိုက် exploration တွေကောင်းကောင်းလုပ်ပြီးတော့မှကျွန်တော် level တက်မှာတရားများတဲ့ကန်တွေပွင့်မှာပေါ့เนาะအဲ့တော့မှတရားများမှာကန်ကလည်းကန်လေးပို့ထွက်မှာပေါ့เนาะโอ้จูဟိုမှာချက်တက်တယ်နော်ဒါဆိုတော့ဒါဒီနေရာရဲ့ exploration ပြီးသွားပြီနော်ဒါဆိုရင်ကျွန်တော်စီမှာအမှန်ချစ်လေးချက်သွားတာ exploration လုပ်တယ်ဆိုတော့ဒါပါပဲနော်ဒီအများကြီးပေါ့နော် exploration တွေကိုက level 1ကနေ10အထိဆိုလို့ရှိရင်ဒီနေရာတွေမှာ exploration လုပ်ပါ10အထက်ရောက်သွားပြီဆိုလို့ရှိရင်ဒီဘက် channel ပေါ့ဒီဘက်နေရာတွေကို exploration လုပ်ပါ20ကျော်သွားပြီဆိုလို့ရှိရင်ဒီနားတွေကိုလုပ်မယ်နော်20ကျော်သွားပြီဆိုဒီနားတွေပေါ့နော်ဒီနားတွေကို exploration လုပ်30ကျော်သွားပြီဆိုရင်တော့ဒီဘက်ပေါ့နော်40ကျော်သွားပြီဆိုလို့ရှိရင်ဒီ resan ပေါ့နော် resan တွေကနေဒီဘက်အကုန်လုံး level 60အထိပေါ့နော်ဒီမှာဆိုဒီနေရာဆိုရင်ဒါ level 60ပေါက်နေပေါ့နော် level 60အထိ exploration လုပ်တာတော့အဲ့လိုပါပဲနော်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ